မြန်မာပြည်ကိုဘယ်လိုလွှဲတယ်ဆိုတော့နည်းငွေလွှဲဖို့အတွက်ပထမတစ်ချက်ကိုမှထိုင်ပန်အကောင့်ရှိဖို့လိုပါတယ်နံပါတ်2ချက် Western Union ရှောက်ဖို့အတွက် passport လိုပါတယ်ဒီလိုရှိရင်ကျွန်တော်တို့မြန်မာပြည်ရဲ့ PP တွေကိုတားရိုက်ငွေလွှဲလို့ရတယ်ကျွန်တော်သိရကျွန်တော်မြင်ကြည့်ရသလားကတော့တစ်လားထဲမှာ9သိန်းလွှဲလို့ရပါတယ်အချိန်ကတော့မျိုးကြီးစောင့်ကြမလို့ပါဘူး10မိနစ်အတွင်းကိုရပါတယ်10မိနစ်ပဲကြာပါတယ်ကဲကျွန်တော်နဲ့ဒီစလုပ်လိုက်ပါခုဒါကျွန်တော်မှရှိတဲ့ PP အကောင့်မှာ PP အကောင့်ထဲမှာကျွန်တော်မှာ PP အကောင့်တော့ဘယ်စဘလောက်ရှိလဲဆိုရင်ဖွင့်လိုက်ပြီးရင်ကျွန်တော်ဒါ link ကိုပြောင်းထားပါတယ်အဲဒီထဲမှာကျွန်တော်တို့က time pass ဆိုတဲ့နေရာလေးမှာ time pass ဆိုတဲ့နေရာလေးမှာပတ်စံအမောင်းလေးကျွန်တော်ဘတ်တရလွှဲပြပါမယ်ဘတ်တရဆိုတော့အဲ့မျိုးဆိုလို့ရှိရင်ငွေမောင်းတစ်ခါတည်းပုံနေပါတယ်13489ကျပ်သူရေးထားတယ်ကျွန်တော်တို့စုစုပေါင်း total က116တက်မှ16ဘတ်အပူပေးရပါတယ်ဘလောက်ပဲလွှဲသူက16ဘတ်အပူပေးရပါတယ်ကျွန်တော်မြင်ကြည့်ရသလားကတော့တစ်လားထဲမှာ9သိန်းရှိလွှဲလို့ရပါတယ်နှိပ်ပါโอเคကိုနှိပ်ပါမယ်ကျွန်တော်မှာ KP အကောင့်ရှိတဲ့အတွက်ကြောင့်ကျွန်တော် KP အကောင့်ကျွန်တော်ရဲ့ KP အကောင့်ကျွန်တော်တစ်ခါတည်းရွေးလိုက်ပါမယ်ဒီနေရာမှာဒါလက်ခံသူရဲ့အချက်လဲပေါ့နော်လက်ခံသူရဲ့နာမည်နာမည်စာလုံးအလဲမထည့်လဲရတယ်ပြီးရင် email လိပ်စာနော်ဒါလေးတွေထည့်ရပါမယ်သူရဲ့ပို့မဲ့အချက်လက်ထဲမှာသူရဲ့ KP အကောင့်ရဲ့ KP နံပါတ်ရဲ့ပို့ရတဲ့အကြောင်းရင်းပုံမှန်လွှဲနေကြတော့မီတာစုအထောက်ပံ့ဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပါတယ်ပြီးရင်ကျွန်တော်မီတာစုအထောက်ပံ့ဆိုတဲ့ဟာလေးပဲထည့်လိုက်ပါအဲ့ဒါပြီးရင်ဆိုလို့ရှိရင်နောက်ဆုံး final result ပေါ့နော်ဒါကိုလွှဲမဲ့သူရဲ့ final result မှာကျွန်တော်တို့ဒီနေ့မှာ marking ပေးရမှာဒါဘောင်ချက်ဆိုင်မဟုတ်သေးပါဘူးဒါကျွန်တော်တို့ marking ပေးပြီးခါမှဒါမှဒါလောပြောင်းထားတဲ့အတွက်ကြောင့် QR code ကိုမပေးတော့ပါဘူး QR code မပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာဗန်စနစ်တွေကိုတားဝင်တော့တယ်ဗန်စနစ်ထဲမှာဒီလိုပေါ်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ SCP နဲ့ပြောင်းပြတဲ့ကြောင့် SCP ဘန်ကိုနှိပ်လိုက်ပါ SCP ကိုနှိပ်လိုက်လို့ရှိရင်အောက်မှာဒီလိုမျိုးနောက်ထပ် SCP ကောင်းဆိုတဲ့အထက်နှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဒါပတ်စံပိုးရမယ်အမောင်းနဲ့ကုန်နံပါတ်ဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီနံပါတ်ကို copy ယူပါမယ်ဒီကောင်ကို copy ယူလိုက်ပါ copy ယူပြီးလို့ရှိရင်ထပ်လိုက်မယ်ကျွန်တော်တို့ SCP ကလည်းဝင်ပါမယ် pay payment ဆိုတဲ့ဟာလေးယူရမယ်ဒီမှာပါ pay payment မှာ sub ပေါက်ရှိတယ်1 2 3လို့ကြည့်လိုက်ပါ1 2 3 service company limited ဆိုတဲ့ဟာလေးယူရပါမယ်။ဘာလို့ယူလိုက်တာဒီမှာ copy ကူးကြတဲ့ဟာလေး pass လုပ်လိုက်ပါ။ Okay ပထမတစ်ချိန်လဲ pass လုပ်မယ်။ဒုတိယတစ်ချိန်လဲ pass လုပ်မယ်။ပြီးရင်ခုနထည့်ရမယ့်ပတ်စံအမောင်းကတော့တိတိကျကျထည့်ရပါတယ်။လုံးဝလွှဲလို့မရဘူး။အဲဒီမှာထည့်ရမှာ116.35ထည့်ရပါမှာ။အဲ့ဒါဆိုလို့ရှိရင်ပြီးတာနဲ့ကျွန်တော်တို့ကပြီးပြီဆိုလို့ရှိရင်တန်းကိုနှိုင်းလိုက်ပါဆက်နေပါမယ်ဒါဟာနောက်ဆုံး file နေပါတမကိုရမယ်ပတ်စံကိုရမယ်ကုမ္ပဏီက123 service company limited ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ okay နှိုင်းလိုက်ပါဒါဆိုလို့ရှိရင်ဒါထိုင်းဘန်နဲ့ရတာတော့ပတ်စံဖြတ်သွားပြီပေါ့နော်ဟုတ်လား KP ထဲမှာပတ်စံခုနကျွန်တော်15000ရှိတယ်နော်ဒီမှာကျွန်တော် update လုပ်လိုက်မယ် okayပါ28,682ကျပ်ဖြစ်တော့ပြီနော်ဒါကျွန်တော် KP တဲ့ကိုပတ်စံလွှဲတဲ့နည်းဖြစ်ပါတယ်ပုံပြပဲကျွန်တော်လုပ်ပြတဲ့ဟာလေးကိုနားလည်မလို့ထင်ပါတယ်ကျွန်တော်က like share လို့ရှင်လို့လုပ်တာ